ကောင်လေးတယောက်မတော်တဆမော်မြတ်အဖုံးတစ်ခုကိုရသွားတယ်အဲ့ဒါကိုဝတ်လိုက်တာနဲ့သူ့ရဲ့ရန်သူရောကိုချက်ချင်းပြောင်းသွားတာပေါ့အဲ့ဒီအချိန်မှာကောင်လေးကအတန်တစ်ခုကြားလိုက်တယ်အဲ့ဒီအတန်ကသူ10မိနစ်လောကမြင်ခဲ့မှုတဲ့သူဘသူရုပ်ကိုမစိုးပြောင်းနိုင်တယ်လို့ပြောတယ်ဒီနေ့အစားတော့ပိုရင်ကောင်လေးကကလေးတယောက်ရဲ့မျက်နှာဖုံးကိုမတော်တဆပျက်စီးသွားအောင်လုပ်မိတယ်ကလေးရဲ့အဖေကသူတို့ရဲ့ဇိမ်ကန်အဝေးစားတွေကိုမြင်ပြီးနှစ်နာကျဒေါ်လာ1000တောင်းတာပေါ့ကောင်လေးကသူတို့ကိုမထီပါရဲထူဆိုလားသိနေတာပေါ့သူမှရှိခဲ့နောက်ဆုံးဒေါ်လာ3000ကိုပဲထုတ်ပေးလိုက်နိုင်တယ်သူတို့လာပတ်စံယူပြီးပြန်သွားကြတယ်ပြီးတော့မျက်နှာဖုံးကိုလည်းကောင်လေးစီပြစ်ပေးခဲ့ကြတယ်အဲ့ဒီမျက်နှာဖုံးမှာမော်အစွမ်းတွေရှိတယ်ဆိုတာသူတို့မသိခဲ့ကြဘူးပေါ့ကောင်လေးကခုနကမှသူတို့လင်မယားကြောင့်အနိုင်ကျင့်ခံလိုက်ရတာကိုပြန်စင်းစားမိတယ်။သူရုတ်တရက်အကြံကောင်းတစ်ခုရသွားတယ်။အဲ့ဒီအချိန်မှာလင်မယားနှစ်ယောက်ကကောင်လေးကိုလောင်ပြောင်နေတော့မယ်။သူတို့ကဈေးကနေဒေါ်လာ$5နဲ့ဝယ်ခဲ့တဲ့မျက်နှာဖုံးကိုပြန်ရောင်းပြီးဒေါ်လာ300ရသွားတယ်လို့ပြောကြတယ်။ရုတ်တရက်ခင်းမွန်းဖြစ်သူကသူ့အထက်လူကြီးစီကနေကုမ္ပဏီကိုလာခဲ့ဖို့ဖုံးဝယ်လာတယ်။သူကသူ့ဇနီးကိုအရင်ပြန်နှင်းဖို့ဖျောက်ပြီးခွဲသွားကြတယ်။ကောင်လေးကနောက်ကနေထွက်လာတယ်။မျက်နှာဖုံးကိုဝစ်လိုက်တော့အဲ့ဒီအမျိုးသမီးရဲ့ခင်းမွန်းဖြစ်သူအတွင်းကိုပြောင်းသွားတာပေါ့။အဲ့ဒီအချိန်မှာအမျိုးသမီးကတကားပိတ်ပြီးရေချိုးဖို့ပြင်းနေတော့ပဲ။ဒါပေမဲ့ကောင်လေးကဝင်းသွားပြီးအထက်လူကြီးကအချင်းပုံမစင်းခိုက်တော့ဘူးလို့ပြောတယ်။ပြီးတော့သူကအိတ်ခမ်းဖက်ကိုရှောင်သွားတယ်။ကောင်လေးကအန်ဆွဲထဲမှာရှာဖွေရင်းလက်ဝိရတနာတချို့တွေ့သွားတယ်။သူထွက်သွားဖို့ပြင်နေတော့အမျိုးသမီးကဝင်လာပြီးကလေးကအိတ်ပျော်နေပြီးတော့ပြောတယ်။ပြီးတော့အတူတူအပြင်ထွက်ပြီးညစာစားဖို့ဖိတ်ခေါ်တယ်။ကောင်လေးကအရန်ကြောက်သွားလို့အိမ်တာသွားမယ်ဆိုပြီးအချောင်းပြက်ချန်ပေးလိုက်တယ်။အပြင်ပြန်ထွက်လာတော့သူကရွှေထေတူကိုပတ်ဆက်နဲ့လဲလိုက်တယ်။အဲ့ဒီအချိန်မှာပစ္စည်းပို့ဌာနရဲ့ကောင်ဆောင်ကဖုံးခေါ်လာတယ်။သူကကောင်လေးအလုံးမလာဘူးလို့ဆွဆဲတယ်။ဒါပေမဲ့မျက်နှာဖုံးရပြီးတော့ကောင်လေးကဘသူ့ကိုမှမကြောက်တော့ဘူး။သူကပစ္စည်းပို့ဌာနကိုသွားပြီးမျက်နှာဖုံးကိုတုံးပြီးမန်နေဂျာအတွင်းကိုပြောင်းလိုက်တယ်။ဌာနကောင်ဆောင်ကမန်နေဂျာကိုမြင်တော့လေးလေးစားစားချိုဆိုတယ်။ကောင်လေးကသူ့ကိုချက်ချင်းပဲဒေါသထပ်ပြီးစူပွေပြီးတော့သူမရသေးတဲ့လောက်ခလစားတွေကိုရှင်းပေးဖို့ဌာနကောင်ဆောင်ကိုအိမ်မိန်ပေးတယ်။အဲ့ဒါကိုကြားတော့ဌာနကောင်ဆောင်ကချက်ချင်းဆောင်ရွက်ပေးတယ်။မကြခင်မှာပဲကောင်လေးကဒေါ်လာ2000ရခဲ့တယ်။ဒီကိစ္စတွေအားလုံးပြီးတော့ကောင်လေးကသူ့ရဲ့ငားရမ်းထားတဲ့အခန်းကိုပြန်လာတယ်။အခန်းထဲဝင်ခင်အိမ်ရှင်နဲ့ဆုံမိတယ်။အိမ်ရှင်ကကောင်လေးကိုအိမ်ငားကနှစသွားပြီလို့ပြောတယ်။အဲ့ဒါကိုကြားတော့ကောင်လေးကဒေါသမထပ်ဘူး။သူကမျက်နှာဖုံးကိုတုံးပြီးအိမ်ရှင်ရဲ့ရုပ်အတွင်းကိုပြောင်းလိုက်တယ်။ပြီးတော့အိမ်ရှင်ရဲ့အိမ်ထဲမှာမင်းခံနေတာတစ်ခုကိုတွေ့သွားတယ်။စကားဝက်ကလည်းမျက်နှာမသားစင်းနေဖြစ်နေတာပေါ့။အတွင်းထဲမှာဒေါ်လာ1000နဲ့ချီပြီးရှိနေတယ်။ကောင်လေးပတ်စံတွေနဲ့အိမ်ပြန်ရောက်ပြီးတော့အပြင်ဘက်ကနေရုတ်တရက်တကားလာခေါက်တယ်။သူတို့ကကောင်လေးရဲ့မိဘတွေကအတိုးကြီးချင်းဝေရှိတယ်လို့ပြောကြတယ်။သူကတကားဖွင့်ပေးလိုက်တော့လူမိုက်တချို့ဝင်လာကြတယ်။လူမိုက်ခေါင်းဆောင်ကပတ်စံကိုဒီနေ့ပြင်ဆက်ရမယ်လို့တတိပေးတယ်။ပြီးတော့သူလက်အောင်ငယ်ထားတွေကိုကောင်လေးကိုစောင့်ကြည့်ခိုင်းတယ်။လူမိုက်ခေါင်းဆောင်ထွက်သွားပြီးတော့ကောင်လေးကအောက်ထက်ကအိမ်နီးချင်းစီကနေပတ်စံချေးရမယ်လို့ပြောတယ်။ပြီးတော့သူကလူမိုက်ခေါင်းဆောင်ရဲ့ရုပ်အတွင်းကိုပြောင်းလိုက်တယ်။သူကလက်အောင်ငယ်ထားတွေကိုခေါ်ပြီးတခြားအိမ်တအိမ်ကနေပတ်စံလိုက်ခေါက်တယ်။မထဲမဲ့ပဲလက်အောင်ငယ်ထားတွေကသူ့ကိုအိမ်ရှင်ရဲ့အိမ်ကိုခေါ်သွားတယ်။အဲ့ဒီအခါမှာကောင်လေးကအိမ်ရှင်ကဒေါ်လာတန်ဖူးရှိတယ်အတိုးကြီးချင်းငွေရှိနေလေဆိုတာသိလိုက်ရတယ်။သူကသူ့ကိုအနိုင်ချင်းခဲ့တဲ့နှစ်ဖက်စလုံးကိုဒီမျက်နှာဖုံးနဲ့ပြန်ပြေးဆက်ဖို့ဆုံးဖြတ်လိုက်တယ်